ပတ်စံရှိကြောင်းမကြောပါနဲ့စေးုံရောက်ရင်ပတ်စံဟာစက်ကူနဲ့တူသွားတယ်အလုကောင်းကြောင်းမကြောပါနဲ့တင်ပြိုသွားတာနဲ့နောက်တစ်ယောက်ချက်ချင်းအစားထိုးတယ်ယာတို့ကြီးကြောင်းမကြောပါနဲ့အသက်60ပြည့်ရင်အော်တိုပြုတ်သွားတယ်အိမ်ကြီးအိမ်ရောင်းဆိုပြီးတော့လည်းမကြောပါနဲ့တင်မရှိတော့တာနဲ့တခြားလူဟာဖြစ်သွားတယ်ရွှေငွေလက်ဝဲရတနာတွေပေါ်များပါတယ်လို့မကြောလိုက်ပါတည်သွားရင်လည်းချက်ချင်းဖြုတ်ယူကြကားကောင်းစီးနိုင်ကြောင်းလည်းမကြောပါနဲ့တင်ထွက်သွားတာနဲ့ကားတော့ကလည်းတခြားလူလက်ထဲကိုရောက်သွားတယ်တင်ကြောနိုင်တဲ့တခုတည်းသောအရာတော့တင်ရဲ့ကျမ်းမာကြီးပါတခြားသူတွေထွက်သွားတဲ့အချိန်မှာတင်းရည်နေချမ်းတောက်နေပူစာလှုပ်ရင်ဘဝကိုခံစားကုသိုလ်တရားတွေလုပ်နေနိုင်ပါလေကိုကောင်းကောင်းဆက်ဆံမှာတင့်တော်တဲ့ကိုအင်္ဂါပစ္စည်းစိတ်ပိုင်းတွေဟာအစမတန်ဈေးကြီးလို့ပြီးတော့လည်းအပိုးပစ္စည်းလည်းမရှိလို့ပါမနှက်စာကိုဘယင်လိုစားတဲ့ကျမ်းမာတဲ့ခန္ဓာကိုယ်အတွက်အာဟာရရှိဖို့တဲ့အစားအစာတွေစားပေးဖို့ကလည်းအဓိကပါကိုဗစ်ကိုကာကွယ်ဖို့အိမ်မှာနေနေနဲ့စီလျှော့စားလျှော့အချိုဆော့ပြီးတော့လေစားခြင်းနဲ့လည်းကျမ်းမာကြီးကိုအထူးဂရုစိုက်ကြပါလူတွေကိုမဝေဖန်ပါနဲ့မင်းမြင်နေရတဲ့လောက်ကသူတို့ဘဝအကုန်မဟုတ်သေးဘူးမင်းကြားသမျှတိုင်းကလည်းသူတို့ရဲ့စိတ်ရင်းအမှန်တွေပဲမဟုတ်နိုင်သူတို့ဘဝမှာမင်းကိုမမြင်စေခြင်းနဲ့ဘဝအစိတ်ပိုင်းလေးတွေရှိသေးတယ်သူတို့ပြသတဲ့လောက်ပဲမင်းမြင်ခွင့်ရတော့မလို့အတုမှန်အစစ်မှန်မင်းသိချာမသိနိုင်ဘူးသူတို့မင်းကိုမကြားသိစေခြင်းနဲ့ရင်ထဲကစကားလေးတွေရှိသေးတယ်သူတို့ပြောတဲ့လောက်ပဲမင်းကြားနေရတာမလို့အမှန်လားအလိမ်ညာလားဆိုတာမင်းသိချာမသိနိုင်ဘယ်အရာအစစ်အတုဆိုတာကိုမင်းခွဲခြားဖို့ခက်အောင်လေလူပေါင်းများစွာအတုအစစ်တွေရောထွေးပြီးတော့ချပြနေတဲ့ကြကိုယ့်ရဲ့အတန်ရဲ့အမားမှန်နဲ့ကိုယ့်ပုံလေးရဲ့အတုစစ်ကိုတော့မှမင်းရှာတွေ့ဖို့ခက်ခဲလာတယ်တချို့ချိန်တွေကလည်းရှိတယ်ပြန်သေးတယ်အဲဒါကြောင့်လေသူများအကြောင်းအမှန်အမှားအတုအစင်ခွဲခြားနေခြင်းထက်ကိုယ့်အကြောင်းကိုသိအောင်မင်းကြိုးစားသိတယ်ကိုနဲ့ကိုယ့်စိတ်ကိုအမှန်တိုင်းနားလည်ဖို့တောင်းမှငါတို့အချိန်ချင်းလွဲမားချင်နေကြတော့ဒီခါတလေကြတော့လေကိုတောင်မှပျောက်ဆုံးလို့ငါတောင်ငါမဟုတ်ပြန်ဘူးငါ့ကိုဝေဖန်လို့မင်းဘဝတိုးတက်မယ်ဆိုရင်ငါပျော်ပျော်ကြီးဝေဖန်တာခံမမယ်ငါ့ကိုတိုက်ခိုက်လို့မင်းဘဝကြီးအဆင်ပြေမယ်ဆိုရင်ငါရဲရဲကြီးတိုက်ခိုက်ခံမမယ်အဲ့လိုမှမဟုတ်ဘဲနဲ့မင်းဘဝမတိုးတက်အဆင်မပြေဘူးဆိုရင်တော့ဘာတွက်နေများငါ့ကိုဝေဖန်တိုက်ခိုက်နေအောင်ပါလေလူတွေကမင်းကိုအတိမတ်ပြုတ်မပြုတ်မင်းဘဝကိုတော့မင်းလေးစားပါမင်းကိုပြုစုပြောထားမို့မိဘတွေကမလွယ်ကူခဲ့ဘူးဆိုတာကိုသတိရပါအကြောင်းမတိုက်ဆိုင်လို့လမ်းခွဲရမယ်ဆိုရင်အမုန်းမဖက်အပြုံးမျက်နှာနဲ့သာလမ်းခွဲလိုက်ပါအ ਨੇ ဆုံးတော့ကိုယ့်ကိုမုန်းတဲ့သူတယောက်ရော့တာပေါ့လူတွေကိုပြုံးပြလို့အယူလို့ထင်ခံရတာထက်စာရင်လည်းမဲ့ပြလို့အမုန်းခံရတာထက်တော့ပါပြီအည်ချင်းမရှိဘဲနဲ့အည်ချင်းရှိအောင်ဟန်ဆောင်နေတာဟာလေကိုယ့်မိသားစုကိုယ့်ပတ်ဝန်းကျင်ကိုဖျက်ဆီးနေတာနဲ့အတူတူပဲဒါကြောင့်လည်းဟန်မဆောင်ပါနဲ့ဘသူမုန်းကိုတိုင်တော့ပြုံးနေနိုင်အောင်ကြိုးစားပါကိုမမုန်းပါနဲ့ကိုယ့်ပတ်ဝန်းကျင်ကိုမမုန်းပါနဲ့လောကကြီးကိုမမုန်းပါနဲ့ကိုယ့်ချစ်တဲ့သူမုန်းသူတွေကိုလည်းမမုန်းပါနဲ့အရာအားလုံးကလည်းအကောင်းမြင်စိတ်နဲ့ကြည့်ရင်လည်းအရာအားလုံးဟာတာယာလှပနေမှာပါ